အခုကျွန်တော်လက်ရှိလက်ထဲမှာရှိတဲ့စာအုပ်ကတော့ဥဖုံဓာတုမန္တလေးရဲ့အတွေးလက်ဆောင်တန်ခိုင်စာအုပ်ဖြစ်ပါတယ်เนาะဒီစာအုပ်ထဲမှာသူ့ရဲ့ရှေ့မှာရေးထားတဲ့ဟာတွေကတော့လူကြီးတွေပဲဖတ်ဖတ်လူငယ်တွေပဲဖတ်ဖတ်နည်းနည်းဖတ်ပြီးများများတွေ့ဖို့เนาะစာအုပ်လေးကတိတိလေးပါဒါပေမဲ့အရန်ကောင်းပါတယ်အထက်ကစာသားတွေပေါ့เนาะအများကြီးပဲအထက်ကနေမှတချို့တော့ကိုဖတ်ပြချင်ပါတယ်လောကမှာပတ်စံရှိရင်အရှိန်အဝါရှိရင်ဘာမဆိုလုပ်လို့ရတယ်ဆိုတာလူယုတ်မာတို့ရဲ့အလုပ်ပဲသူများအဖြစ်ကိုပြောနေသူဟာကိုယ့်အဖြစ်ကိုဖုံးကွယ်နေတာပဲလူတယောက်ကိုမုန်းရတာစိတ်အပင်ပန်းဆုံးပဲလူတယောက်ကိုကူညီလိုက်ရတာစိတ်အချမ်းသာဆုံးပဲကောင်းတယ်နော်နောက်တစ်ခုကတိယုံနဲ့မလုံလောက်ဘူးအသုံးချတတ်ဖို့လည်းလူသေးတယ်ဆန္ဒရှိယုံနဲ့မလုံလောက်ဘူးလှုပ်ဖြစ်အောင်လှုပ်ဖို့လည်းလူသေးတယ်ကြိုတင်ပြင်ဆင်မှုသည်အောင်မြင်မှု၏အစဖြစ်သည်ကျောင်းသားတဦးအားစာသင်လိုစိတ်မပေးစွမ်းပဲစာကြီးသာသင်နေသောဆရာသည်အေးဆက်နေသောတန်တယ်ကိုထုရိုက်နေခြင်းပဲဖြစ်လိမ့်မည်ကောင်းနော်ဆိုတော့စာအုပ်သေးတယ်ဆိုပေမဲ့လည်းအထင်သေးလို့မရအောင်ဒီစာအုပ်လေးတွေကအရန်အကျိုးရှိပါတယ်စာရှည်ကြီးဖတ်နေရတဲ့စာတွေအဲ့လိုစာကြောင်းအတူလေးတွေနော်တိတိလေးနဲ့ထီထီမိမိလေးတွေကပိုကောင်းပါတယ်စာဖတ်ကြပါကျေးဇူးတင်ပါတယ်အခုကျွန်တော်လက်ရှိလက်ထဲမှာရှိတဲ့စာအုပ်ကတော့ဥဖုံဓာတုမန္တလေးရဲ့အတွေးလက်ဆောင်တန်ခိုင်စာအုပ်ဖြစ်ပါတယ်เนาะဒီစာအုပ်ထဲမှာသူ့ရဲ့ရှေ့မှာရေးထားတဲ့ဟာတွေကတော့လူကြီးတွေပဲဖတ်ဖတ်လူငယ်တွေပဲဖတ်ဖတ်နည်းနည်းဖတ်ပြီးများများတွေ့ဖို့เนาะစာအုပ်လေးကတိတိလေးပါဒါပေမဲ့အရန်ကောင်းပါတယ်အထက်ကစာသားတွေပေါ့เนาะအများကြီးပဲအထက်ကနေမှတချို့တော့ကိုဖတ်ပြချင်ပါတယ်လောကမှာပတ်စံရှိရင်အရှိန်အဝါရှိရင်ဘာမဆိုလုပ်လို့ရတယ်ဆိုတာလူယုတ်မာတို့ရဲ့အလုပ်ပဲသူများအဖြစ်ကိုပြောနေသူဟာကိုယ့်အဖြစ်ကိုဖုံးကွယ်နေတာပဲလူတယောက်ကိုမုန်းရတာစိတ်အပင်ပန်းဆုံးပဲလူတယောက်ကိုကူညီလိုက်ရတာ